မင်္ဂလာပါဗျာကျွန်တော်ဒီဗီဒီယိုကြည့်နေတဲ့သူတွေကိုမိကုတစ်ခုပေးပါစေဒီမနက်အိမ်ရနိုးရတဲ့အခုချိန်ထိဖုန်းစကုန်းနဲ့လောက်ရင်အချိန်ဘယ်လောက်ကုန်သွားခဲ့ပြီရောကျွန်တော်တို့တွေဒီနေ့ကိုဖုန်းကြည့်ချိန်တရက်ကုန်9နိုင်ရှိပြီဆိုပါဆိုတလားဆိုနိုင်150တနေ့ဆိုရင်ရှပောင်း80ကျော်ဖုန်းသုံးရင်းနဲ့ပဲအချိန်ပြုံးနေကြရပါတကယ်တော့ကျွန်တော်တို့လက်ထက်ကဖုန်းဆိုတာကျွန်တော်တို့ပြန်ကြည့်နေတဲ့ရွှေရင်းနဲ့ဖြစ်တယ်လို့ကျွန်တော်တို့ရဲ့အချိန်တွေကိုတဖြည်းဖြည်းနဲ့ဝါမျိုးနေရဲ့အချိန်စားကောင်းလည်းဖြစ်နိုင်ပါတယ်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့သူတွေရဲ့ဖုန်းအောင်ဘယ်ဘက်မှာရှိနေရလဲကျွန်တော်တို့တွေဒီပြဿနာကိုစဉ်းစားကြည့်ရအောင်ဘာလို့လူတိုင်းကစကွန်းလေးမဲ့လုပ်နေကြရလဲဖြစ်ရရွှေ့ရှိမှာကျွန်တော်တောင်းနေတဲ့ social media app တွေကျွန်တော်စောင့်နေတဲ့ game တွေအဲ့ဒီကောင်ကကျွန်တော်တို့ psychology ရဆွဲနေသွားအောင်လို့အကွက်ကြကြဖန်တီးထားလို့ပါကျွန်တော်တို့ဒီနေ့အများဆုံးပြုမှုပြင်ရရှိတခြားလူတွေတင်ပြနေရအောင်မြင်မှုတွေတခြားလူတွေတင်ပြနေရပျော်ရွှင်မှုတွေအဲ့ဒါကိုလိုက်ကြည့်နေတယ်ပဲအချိန်ကုန်နေရများတယ်။ဘာရောက်ပါလဲဆိုတော့ဘာမှမရပါဘူး။ဝိသုဒ္ဓလည်းမတော့ပတ်ဆက်လည်းမရ။ကိုယ့်ရဲ့အချိန်ဒီကုန်သွားပြီရှိမရှိရဲ့။အဲ့လိုဖြစ်နေပြီဆိုရင်တော့ဒီလက်ထက်မှာရှိနေရဖုန်းကတင်းရဲ့အချိန်ကိုဝါမျိုးနေရအတိအကျပါပဲ။ဒါနဲ့မေးပါတော့တင်းရဲ့ဒီဖုန်းလေးကတင်းရဲ့အချိန်ကိုဝါမျိုးနေကြရဘယ်လောက်တော့ကြာပါပြီနော်။စကွန်းလေးမလုပ်ဘဲနဲ့ပညာရေးရှာရရတဲ့ဟာရဲ့အများကြီးပါကျိုးတို့ကျွန်တော်တို့ဆက်လက်တော့အောင်လုပ်ထားတဲ့ social media အဲ့ဒီကနေပညာတွေအများကြီးရှာလို့ရပါတယ်။တခုခုတက်ချင်တာလား။ဒါမှမဟုတ်ရှင်လည်းပညာတခုခုရှာတင်တာလား။အဲ့လိုမဟုတ်ဆို social media အဲ့ဒီအကောင်းတော့ပါပဲ။ဒါမှမဟုတ်ရှင်လည်း AI နေရှိပါတယ်။AI နေကနေ30တွေ့တဲ့နာလောက်လို့ရပါတယ်။ AI ကနေကိုလိုချင်တဲ့ကောင်းဆိုင်တွေပတ်သက်ပြီးပညာရှာလို့ရပါတယ်။အများကြီးမှအများကြီးပါပဲ။တကယ်တော့လည်းဒီဖုန်းတစ်လုံးနဲ့လုပ်လို့ရတယ်အများကြီးပါပဲ။ဘာတွေလဲဆိုတော့Cascade ဖြစ်တဲ့ video editing digital marketing နဲ့ AI tool စသဖြင့်ပါဗျာအဲ့လိုအများကြီးပဲရှိပါတယ်အဲ့ဒီကိုလေ့လာလို့ရတယ်အဲ့လိုပြောချင်တာအနာသိမ့်မတွေကြည့်နေမဲ့အစားကိုဘဝအတွက်တိုးတက်မဲ့ဘိုးတူတာတွေကိုရှာပါဟိုမှာအချမ်းသာဆုံးအတော်ဆုံးလူတွေကဖုန်းကိုသူများထည့်ပြရဲ့အရာကြည့်ဖို့တဲ့ကိုယ်ကတခုခုပြန်ဝထုတ်ပြဖို့တော့တုံးပါတယ်ရှင်းပြလို့ရှိရင်ဖုန်းကသူ့အတွက်စာကြည့်တိုက်တစ်ခုပါပဲသူတို့လူချင်းတဲ့ပညာတွေကိုရှာမလို့ရှိရင်သူတို့ဘက်ကလည်းပြန်ဝထုတ်ပြရတယ်အဲကြောင့်မို့လဲသူတို့တွေကဒီကြအောင်မြင်နေကြအချမ်းသာနေကြကျွန်တော်လည်းဟိုတော့မတော့မြင်ကြပါကြတယ်ကဲအဲ့တော့ဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲကဲအဲ့တော့ဒီပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲဒီစကွန်လေးလုံးမိတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲရင်ဆုံးပထမဆုံးနေတာဘာလို့မလဲဆိုတော့ security တိုင်းကိုစစ်ပါတစ် security တိုင်းကိုစစ်ပါသွားပဲ software တွေပါအချိန်ပဒနာကြီးကုန်နေရလဲအဲ့ဒါအရင်ကြည့်ပါသွားလို့ရှိရင်နောက်တစ်ချက်ပါလဲဆို notification ပိတ်ပါမလိုလားတဲ့ notification ပိတ်ပါဥပမာ YouTube ကနေ Facebook ကနေ game တွေကနေ notification တွေတက်တောင်းနဲ့ဝင်တတ်ပါတယ်အဲ့လိုမျိုး notification တွေဝင်တာပြီးဆိုတော့ကိုကစိတ်ကတော့ပေါ့ကြည့်ကြပါလေအဲ့ကြောင့်မလားအဲ့တဲ့ notification တွေကိုပိတ်ပါဒီတော့နောက်ဆုံးတစ်ချက်အဆုံးချပါလဲဆိုတော့တနင်္လာနေ့စီးမြေအဆုံးချပါဒီကစကွန်းလေးမနိုင်လောက်ခဲ့ဆိုပါလို့ဒီနေ့ဒီကျွန်တော်ဗီဒီယိုကြည့်ပြီးပါဆိုတော့စကွန်းလေး9နာရီမှာဒီကစကွန်းလေး9နာရီလောက်ခဲ့တဲ့အချိန်နောက်ဆုံးချကဲနောက်ဆုံးချပါလဲဆိုတော့တနင်္လာနေ့စီးမြေအဆုံးချပါတနင်္လာနေ့စီးမြေပါလဲဆိုတော့အရင်ကကိုစကွန်းလေး9နာရီလောက်ခဲ့တယ်ဆိုပါတော့အဲ့ဒါကတနားကြီးလောက်ပညာရှာဖို့ဘုဒ္ဓရှာဖို့တော့တောင်းပါဘုဒ္ဓရှာပညာရှာဖို့ဘုဒ္ဓရှာဖို့တော့တောင်းပါဘုရားကိုစိတ်ဝင်စားတဲ့ဘာသာရပ်ကိုကြားဒါမှမဟုတ်ရှင်လဲခုနက YouTube မှာရှာလို့ရတဲ့ high cascade ဥပမာ high cascade ကိုဥပမာကိုစိတ်ဝင်စားတဲ့ဘာသာရပ်တွေအကြောင်းဒါမှမဟုတ်ရှင်လဲYouTube မှာရှာလို့ရ high cascade တွေအဲ့လိုမျိုးပေါ့အနာအိမ်မတွေကိုလိုက်ကြည့်နေမှာဆိုအဲ့လိုမျိုးပညာရစင်မှာအဲ့ကိုလိုက်ပေါ့အနည်းတော့မလုပ်နိုင်ဘူးဆိုတော့တနားကြီးလောက်တော့လုပ်ကြည့်ပါကဲဒီဗီဒီယိုလေးကိုဆက်တက်ဖို့အချိန်ရောက်ပြီကဲဒီဗီဒီယိုလေးကကိုကြည့်နေတဲ့သူတွေတို့ကဒီခုခုပေးလိုက်နိုင်တယ်ဆိုရင် like and share လုပ်ပေးပါပါနောက်ထပ်လည်းဘဝအတွက်ဘုဒ္ဓရနိုင်မယ်ဗီဒီယိုလေးထပ်လုပ်ပေးပါဦး subscribe လုပ်ပါဖို့လည်းမပေးတယ်ဟုတ်နော်